အားလုံးပဲမင်္ဂလာပါ TH ရဲ့ Google Class ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့သင်ကြားပေးမယ့်အကြောင်းအရာကတော့ဒီ exam မှာပေါ့နော်ဒီမှာဆိုရင်ကဏ္ဍတွေကိုဘယ်လိုမျိုးစစ်တုံးမလဲဥပမာတစ်ကနေပြီးကိုကရိုက်စေချင်တာတစ်ကနေ100လားတစ်ကနေ200လားတစ်ကနေ1000လားအဲ့လိုကဏ္ဍတွေရိုက်စေချင်တဲ့ဟာမျိုးကိုက validation data validation နဲ့ data တွေစစ်ထုတ်ပြမှာဖြစ်ပါတယ်เนาะအဲ့ဒီသင်ခန်းစာသင်ပြီးမှဖြစ်ပါတယ်အဲ့တော့အရင်ဆုံးစပြီး Excel ကိုအရင်ဆုံးစပြီးတော့ဖွင့်လိုက်မယ် Excel ကိုစပြီးတော့ဖွင့်ပြီးတော့ဒါဆို Excel စဖွင့်ပြီဆိုဒီမှာ1ဆိုပြီးရိုက်လိုက်မယ်2ဆိုပြီးရိုက်လိုက်မယ်ဒီမှာဆို1000ဆိုပြီးရိုက်မယ်ဒါဆိုလို့ရှိရင်တော့ဒါ data validation ဒါ data တွေကိုမစစ်ရသေးဘူးเนาะခဏနေကြပဲရိုက်လို့ရအောင်ဆိုအောင်မစစ်ရသေးဘူးမစစ်ရသေးတဲ့ကြောင့်မလို့ကိုရိုက်ချင်တဲ့ခဏနေထိရိုက်လို့ရမယ်ဒါဆိုလို့ရှိရင်လည်းအများကြီးပဲရိုက်လို့ရမယ်ပေါ့เนาะအဲ့ဒါမှကိုကထားပါတော့1ကနေပြီး100အတွင်းမှာရိုက်စေချင်တယ်အဲ့လိုမျိုးကိုက error အလက်နဲ့ပြပေးမယ် error လေးတက်လာတဲ့ပုံစံမျိုးပြပေးမယ်အဲ့လိုပုံစံမျိုးဘယ်ကနေဘလို့စစ်ပေးရမလဲဆိုတဲ့အကြောင်းအရာပြောပြပေးမယ်เนาะလောလောဆယ်ဒီမှာဆိုရင်ကိုကဒီ column ပေါ့เนาะဒီ column တစ်ခုလုံးကိုကွာ validation စစ်ချင်တယ်ပေါ့ကွာဒီ column တစ်ခုလုံး validation စစ်ချင်တယ်ဒီ e column ရေးရှိသမျှ e column ကို validation စစ်ချင်တယ်ဆိုလို့ရှိရင်ကိုစစ်ချင်တဲ့ data validation စစ်ချင်တဲ့အကွက်ပေါ့เนาะအဲ့ဒီအကွက်ကိုကွာ select မှတ်ပေါ့အကွက်ကိုတော့စပြီး select မှတ်ပေးရမယ်အဲ့မှာဆိုရင်ဒီမှာဆိုရင်တစ်ကနေပြီးကွာ30တိစစ်လိုက်မယ်เนาะဒီ e column မှာ e column ကို row 1ကနေပြီးတော့ row 10ဒီအောင်ကို validation စစ်မယ်စစ်မှာမို့လို့ကိုကအဲ့မှာကိုစစ်မယ်အကွက်ကို select အရင်စမှတ်ပြီးသွားရင်ဘယ်ရသွားရမလဲဆိုတော့ဒီမျိုးတက်တွေရှိတယ် home တက် insert တက် draw တက်အဲ့လိုမျိုးတက်တွေရမှာ data တက်ဆိုတာရှိတယ်ဒီမှာ data တက်ဆိုတာကိုတွားပြီးနှိပ်လိုက်မယ် data တက်ဆိုတော့တွားပြီးနှိပ်ပြီးတော့ဘယ်နေသွားမလဲဆိုတော့ဒီမှာအဲ့မှာ group ရှိတယ် data 2ဆိုတဲ့ group ရှိတယ်အဲ့ data 2ဆိုတဲ့ group ထဲမှာဒီမှာ data validation ဆိုတဲ့ဒီမှာမြားလေးနဲ့ရှိတယ်အဲ့ဟာလေးကိုဒီဘက်ပြီးမြားလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်เนาะဒီ data 2တွေကမှာဒီ data validation တွေကမြားလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားလို့ရှိရင်ဒီမှာ data validation ဆိုတာရှိတယ်အဲ data validation ကိုတစ်ချက်သွားပြီးနှိပ်လိုက်မယ်နော်နှိပ်ပြီးသွားလို့ရှိရင်ကြတော့ဒီမှာဆိုရင် setting ဆိုတာရှိမယ် input message ရှိမယ် error alert ရှိမယ်နော်အဲ့မှာ setting မှာစပြီးတော့ကိုယ်စပြီးသွားပြီးတော့ဒါခဏန်းတွေကိုစစ်မှာနော်ခဏန်းတွေကိုစစ်မှာမို့လို့ဒီ setting data validation ကိုဖွင့်လိုက်ဒီ setting ဆိုတဲ့ဒီတက်အောင်မှာဒီ validation criteria ရှိတယ်အဲ့မှာဒီ allow ဆိုတဲ့ဟာလေးရှိတယ်အဲ့ allow ရဲ့ဘေးမှာရှိတဲ့ဒီမြားလေးရှိတယ်အဲ့ဒီမြားလေးကမှကိုကခဏန်းကိုစစ်မှာမို့လို့ဒီမှာ whole number ဆိုတာကိုရွေးပြရမယ်အဲ့မှာ whole number ကိုရွေးလိုက်ပြီဆိုတာနဲ့ဒီအောက်မှာဆိုလို့ရှိရင်ဒီမှာဆို data တို့ minimum တို့ maximum တို့တက်လာပြီเนาะအဲ့ဒီမှာကိုကဘယ်ကနေဘယ်အတွင်းလဲကိုကဘယ်ကနေဘယ်အတွင်းလဲဥပမာ1ကနေပြီးတော့100အတွင်းလားဒါမှမဟုတ်ရှင်ဒီမှာ equal to 1နဲ့ညီတဲ့ဟာပဲရိုက်ရမှာလားဒီမှာ less than not equal to မညီတဲ့ဟာလား greater than 1ထဲကြီးတဲ့ဟာပဲရိုက်လို့ရမှာလား2ထဲကြီးတဲ့ဟာကဒါကကိုယ်စိတ်ကြိုက်ကိုယ့်ဘာသာပြန်ရွေးပေါ့နော်ဒါကိုစစ်ရမယ် data ကိုကြည့်ပြီးကိုယ့်ဘာသာကိုသွားပြီးရွေးပြရမှာပေါ့နော်အဲ့မှာကိုလောဆယ်ဒီမှာတော့ b twin နဲ့ရွေးပြပေးမယ်နော်အဲ့မှာ b twin ကိုရွေးလိုက်မယ် b twin ကိုရွေးပြီးသွားလို့ရှိရင်ဒီမှာ b twin ကတော့သူက auto တက်နေအောင်နော်ဒီ whole number ဆိုတာကိုရွေးလိုက်ပြီဆိုတာနဲ့ဒီမှာ whole number ဆိုတာကိုရွေးလိုက်ပြီဆိုတာနဲ့ဒီမှာ b twin ကတော့ auto တက်နေလိမ့်မယ်ဒီ data ဆိုတဲ့နေရာမှာ b twin က auto တက်နေလိမ့်မယ်အဲ့ဒါအောင်မှာကိုယ့်ဘာသာကိုစစ်ရမယ်ပုံစံကိုကြည့်ပြီးတော့မှဒီမှာသွားပြီးတော့ကိုစစ်ရမယ်ပုံစံတိုင်းသွားပြီးရွေးပြလိုက်ပါတော့နောက်တော့ကြတော့ minimum ထားပါတော့ဒီမှာဆိုလို့ရှိရင်တစ်ကနေပြီးတော့ကိုကရိုက်စေခြင်းတဲ့ဟာကြတော့တစ်ကနေ100အတွင်းရိုက်စေခြင်းတယ်အဲဆိုတစ်ကနေ100ဆိုပြီးတော့ minimum မှာ1ဆိုပြီးရိုက်လိုက်မယ် maximum မှာ100ဆိုပြီးရိုက်လိုက်မယ်เนาะဒါကတော့ကိုစစ်ထုတ်ရမယ် data ပေါ်မူတည်ပြီးကိုယ့်ဘာသာကိုပြန်ပြီးရွေးပေးပါတော့အဲ့ဒါရောဒါတစ်ကနေ100ပေါ့အဲ့မှာဆိုရင်နောက်ခါကျ input message input message ဆိုတာကြတော့ဒီအကွက်ကလေးကိုထောက်လိုက်ပြီးဒီကွက်ကိုသွားပြီးဒီလိုမျိုးဒီ cell လေးပေါ်မှာသွားပြီးထောက်လိုက်ပြီးဆိုလို့ရှိရင်ပေါ်နေမယ်ဒါကပုံစံလေးပေါ့နော်အဲ့မှာကွာဘလို့ပေါ်မလဲဆိုတာကိုစာရိုက်ပြီးရေးထည့်ပြီးလို့ရတယ်ပေါ့နော်ဒီမှာဆိုရင် hi မှာထားတော့ဒါ hi ဒီမှာဆို input message ကကြတော့ဘလို့ပေါ်ပြီးတော့ဒါကကိုစိတ်ကြိုက်ကွက်တာရေးပေါ့နော် type 1 2 100 only type only 1ကနေပြီး100အတွင်းမှာရိုက်လို့ရပါတယ်ဆိုတော့ဒါ input message ကဒါကိုပြခြင်းနဲ့ကိုစိတ်ကြိုက်ပေါ့နော်ကိုယ့်တာကိုဒါစာရိုက်ထည့်လို့ရတယ်ပေါ့နော်ဒါ input message ပြမယ်နေရပြီးတော့လို့ရှိရင်ဒီမှာ error alert ဆိုတာရှိတယ် error alert ကိုနှိပ်လိုက်အဲ့မှာ error alert မှာဒီမှာဆိုရှိရင် style ဆိုတာရှိတယ်အဲ့ style နဲ့မှာဒီမှာ stop ဆိုတာရှိမယ်အဲ့မှာ1နေဆိုတာနဲ့တွားရွေးပြလိုက်နော်1နေဆိုတာနဲ့တွားရေးမယ်1နေဆိုတာနဲ့ရွေးပြီးသွားလို့ရှိရင်ဒီမှာဆိုတော့ကိုစာရိုက်ချင်လည်းရတယ်ပေါ့နော်ကိုရိုက်ချင်တဲ့စာလည်းရိုက်လို့ရတယ်ဒါမှတော့မှ1နေကိုဒီတိုင်းပဲထားပြီးတော့ဒီမှာ okay ပေးကြည့်လိုက်မယ်နော်မှာဆိုအခွေပေးကြည့်လိုက်မယ်အဲ့ဆိုကြည့်လိုက်ကိုကကြတော့ဒီမှာရိုက်ထားတာကြတော့ဒီမှာဆိုလို့ရှိရင်လေဒီမှာ sign ဆိုပြီး type only
1 to 100ဆိုပြီးပဲရိုက်ပြရမယ်เนาะအမှဆိုလို့ရှိရင် e1 ကနေ10အတွင်းမို့လို့ e1 ကနေ10အတွင်းဟိုကဒီမှာ e1 ကနေ10အတွင်းကြည့်လိုက်အကုန်လိုက်ထောက်လိုက်လို့ရှိရင်ကိုကဒီမှာ cell လေးပုံမှာ mouse ကိုတွားပြီးတော့နှိပ်လိုက်ပြီးဆိုတာနဲ့ဒီမှာတွားပြီးတက်မှာเนาะဒီမှာလိုလေးတက်လေးမယ်အဲ့မှာ10ကျော်သွားပြီဆိုတော့မှဒီမှာဒီ10ကျော်သွားပြီဆိုတော့မတက်တော့ဘူးเนาะအဲ့ဒါကြတော့ကိုက input message ထည့်ထားမလို့မျိုးတက်နေတာပေါ့เนาะ input message ထည့်ထားမလို့သူနဲ့ပတ်သက်တဲ့ဒီမှာကိုရေးပေးထားတဲ့စာလေးတက်နေတာပေါ့เนาะ hi type only 1 to 100တစ်ကနေ100အတွင်းမှာရိုက်လို့ရပါတယ်ဆိုတဲ့စာလေးဒါကြတော့ဒါ input message ကလေးထည့်ထားလို့ input message ကလေးပြပေးထားပါเนาะဒါသတိပေးတဲ့စာလေးပေါ့အဲ့မှာကိုကဒီမှာ1ဆိုပြီးရိုက်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ရိုက်လို့ရတယ်ဘာလို့ဆိုတော့1ကနေ100အတွင်းမှာရိုက်ရတာဆိုတော့ဒီမှာ2ဆိုပြီးရိုက်လိုက်မယ်ရိုက်လို့ရတယ်เนาะနောက်တစ်ခုကထားပါတော့ဒီမှာဆိုလို့1 3လုံးရိုက်ကြည့်လိုက်မယ်1 3လုံးရိုက်ပြီးအန်တာခောက်လိုက်ပြီဆိုတာနဲ့ဒီမှာဆိုရင်ဒီမှာ error လက်ပြလာပြီအဲ့မှာ error လက်ပြလာအောင်မှသူကthis value doesn't match the data validation စစ်ထားပါတယ်ဆိုတော့အဲ့ဒါပြလာတယ်အဲ့ဒါမှကိုကဆက်ပြီးတော့ဒီတိုင်းမဆက်သွားချင်တာလားဆို yes ဆိုလို့ရှိရင်ကြတော့ဒီမှာဆိုသူ့ဒါကိုလေးလူရှုလိုက်မဲ့ပုံစံမျိုးဒီ1 3လုံးတော့ရိုက်ရှင်ရမြိုက်ရှင်နေထားလိုက်မယ်ဆိုရင်လေးလူရှုရပုံစံမျိုးနဲ့သွားချင် yes ကိုတွားလိုက်အဲ့ဒါဆိုလို့ရှိရင်မှာ1 3လုံးတော့သူ1 3လုံးမှရိုက်ပြီးသားဖြစ်သွားပြီပေါ့နော်အဲ့ဒါမှကိုကထားပါတော့ဒီညမှာတုံးလုံးပြန်ရေးလိုက်မယ်အဲ့ဆိုလို့ရှိရင်မှာ no ဆိုလို့ရှိရင်ကြတော့ဒီမှာ data ကိုပြင်မယ်ဆိုတဲ့ပုံစံမျိုးသူ selection ပြန်ပေးထားတာအဲ့တော့မှကိုက selection no ဆိုတာကြတော့ selection ပြန်ပေးတဲ့ပုံစံမျိုးလို့ဒီမှာ3ဆိုပြီးရိုက်ကြည့်လိုက်မယ်အဲ့ဆိုလို့ရှိရင်ဒါဆိုရသွားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီနှစ်3ရိုက်ကြည့်လိုက်မယ်အဲ့ဆိုလို့ရှိရင်လည်းဒီမှာ error နဲ့စိတ်ပြတယ်ဒီ cancel ဆိုတာကြဒီ box ကလေးကို cancel ဖြတ်ပလိုက်တာပုံစံပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်3လုံးပြန်ရိုက်ပြမယ်အဲ့မှာဆိုရင် yes ဆိုလို့ရှိရင်တော့သူကသူလီလူရှုပြီးတော့ဆက်သွားလိုက်တဲ့ပုံစံမျိုးဖြစ်မယ် no ဆိုလို့ရှိရင်တော့ဒီဟာကိုပြင်တဲ့ပုံစံမျိုးသွားပြီးတော့ selection သွားပြီးမှမှာကိုကကိုမားတဲ့ဟာလေးပြန်ပြင်ပြီးရိုက်ပေးလိုက်လို့ရတယ်ပေါ့နော် cancel ဆိုတာတော့ပြန်ထွက်တာဒီ have ကကြတော့သူကသူအကူကြီးတွေယူမှာလားဆိုပုံစံမျိုးနဲ့သွားတဲ့ပုံစံမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်မှာ4ပဲထားပါတော့4ရိုက်မယ်ပြီးလို့ရှိရင်69ရိုက်မယ်ဒီမှာဆိုလို့ရှိရင်100ရိုက်မယ်အဲ့ဆိုလို့ရှိရင်ဒီမှာဘာမှပြောင်းလဲသွားအောင်เนาะအဲ့တော့မှခုန error ပြတဲ့ဟာနဲ့ဒီမှာဆိုရင်1 2 3ရိုက်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ error ပြတယ်ပေါ့เนาะဒါကကြတော့ကိုစစ်ထားတဲ့ဟာ1ကနေ100အတွင်းမှာရိုက်လို့ရမှာမလို့ error ပြတယ်ပုံစံမျိုးပေါ့เนาะဒီမှာဆို no နဲ့သွားလိုက်မယ်ပြင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားမယ်1 2ရိုက်မယ်73ရိုက်မယ်ပေါ့เนาะဒါကတော့ဒီနေရာမှာကိုက data validation ကိုဘယ်လိုစစ်ရလဲဆိုတဲ့အကြောင်းအရာကိုပြောပြပေးရတကယ်လို့ဖြုတ်ချင်တယ်ဆိုလို့ရှိရင်လည်းကို select မှတ်ထားတယ်ကိုဒီမှာလုတ်ထားတဲ့ဟာတွေကိုတွားပြီးတော့ဒါ select ပြန်မှတ်ပြီးသွားလို့ရှိရင်ခုနလိုပဲ data တဲ့ကဒီမှာ data 2ဆိုတဲ့ခုထဲမှာရှိတယ်ဒီထဲကိုပြန်ခုန data validation ညောင်ပြန်သွားလိုက်မယ်နော် data validation ညောင်ပြန်သွားပြီးလို့ရှိရင်ဒီမှာ clear all နဲ့သွားပြီးတော့ဖြတ်လိုက်မယ်နော်အဲ့ဆိုရင်ဒီမှာဘာမှမရှိတော့ဘူးเนาะ clear all နဲ့သွားနှိပ်ပြီးတော့ဖြတ်လိုက်ရင်လည်းရတယ်ဒီမှာပြင် okay ပြန်ပေးလိုက်မယ်အဲ့ဆိုရင်ဒီမှာဘာမှစစ်ထားတာမရှိတော့ဘူးเนาะဒါကိုစိတ်ကြိုက်ကိုကိုရိုက်လို့ရသွားတယ်ဒီမှာဆို1 2 3ရိုက်ပေးလိုက်မယ်ဒီမှာဒါကိုဖြတ်ပလိုက်မယ်เนาะအရင်ဆုံးဒီမှာ1 2 3ရိုက်လိုက်မယ်အဲ့ဒါဆိုရင်ဒီမှာ error အလက်ပြတာမရှိတော့ဘူးဒါကြောင့် data validation ကိုဒါပြန်ဖြုတ်လိုက်တာမို့လို့တချို့ excel တချို့စာရင်းစရာတွေမှာရှိရလေအဲ့မှာကဏ္ဍတွေကိုမှာတစ်ကနေမှာ100တွင်းရရတဲ့ဟာတို့တစ်ကနေ1000တွင်းရရတာတို့တစ်ကနေ1000တွင်းရရတာတို့အဲ့လိုမျိုးစစ်ထားတဲ့အခါမျိုးမှာဆိုလို့ရှိရင်တော့ဒီလို data validation တွေတွားပြီးတော့စစ်ပေးလို့ရတယ်ဆိုတဲ့အကြောင်းအရာကိုသင်ပေးတာဖြစ်ပါတယ်တွားမယ်ဆိုလို့ရှိရင်တော့ကိုကဒီ column တစ်ခုလုံးကို data validation စစ်ချင်တယ်ပေါ့နော်ဒီ column တစ်ခုလုံးကိုစစ်ချင်တယ်ဆိုရင်ဒီ column ကိုအကုန်လုံးကို select မှတ်ပြီးတော့မှသွားရမယ်လမ်းကြောင်းကကြတော့ဒီ data ဆိုတဲ့တက်အောက်ကမှာဒီ data 2ဆိုတဲ့ group ထဲမှာဒီပေးဟာဒီ data validation ဆိုတဲ့ညလေးကိုနှိပ်ပြီးတော့ဒီထဲမှာ data validation ဆိုတာနဲ့တွားပြီးတော့ဒီညမှာတွားရွေးပြီးတော့စစ်ပေးလို့ရတယ်ပေါ့နော်ဒါကတော့ဒီနေ့သင်တဲ့အကြောင်းအရာကတော့ခုနကဏ္ဍတွေကိုဘယ်လိုမျိုးတွားပြီးတော့စစ်ထုတ်ပြီးတော့ရိုက်လို့ရလဲဆိုတဲ့အကြောင်းအရာကိုသင်ပေးတာဖြစ်ပါတယ်နော်နောက်နေ့သင်ခန်းစာတွေမှာပြန်ပြီးတွေ့ကြမယ်အခုလိုမျိုးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်